မီဂေးအဒီဒါအနေနဲ့ Vinicius ကိုတကယ်ပဲ Premier League ကိုခေါ်ဆောင်လာနိုင်မလားအားလုံးပဲမင်္ဂလာပါမတ်ဆော့မှန်မှာကြိုဆိုပါရစေဗျဒီနေ့မှာတော့ Arsenal အသင်းရဲ့နီးပြမီဂေးအဒီဒါနဲ့ဘုံဖွဲ့ဝင်တွေက Real Madrid ရဲ့တောင်ပံကစားသမား Vinicius Junior ကိုခေါ်ယူဖို့ဆွေးနွေးမှုတွေပြုလုပ်ဖို့အတွက်ကိုကျွန်တော်တို့ Madrid မြို့သို့ရောက်ရှိနေပြီလို့သိရပါတယ်အဲ့တော့ Arsenal အနေနဲ့ဒါ Vinicius ကိုတကယ်ပဲခေါ်ယူသွားနိုင်မလားစိတ်ဝင်စားစရာသတင်းကောင်းတစ်ပုဒ် Vinicius Junior ကလည်းလက်ရှိ Real Madrid အသင်းနဲ့အဆင်မပြေမှုလေးနည်းနည်းတော့ရှိတယ်အဲ့ဒါကတော့လစာတိုးတောင်းတဲ့ကိစ္စကျွန်တော်တို့လက်ရှိအသင်းမှာအမ်ဘာပေကလာစာအများဆုံးကစားသမားအမ်ဘာပေနီးပါးသူကလာစာကိုဒန်းလူလိုချင်တယ်ဒါကြောင့်လည်းကျွန်တော်တို့ Real Madrid ကဒါ Vinicius နဲ့ပတ်သက်လို့သူတို့သတ်မှတ်စင်းလို့ရရင်ရောင်းချသွားမယ်ဆိုပြီးတော့ကြေညာထားတယ်အဲ့အတွက်ကြောင့်မလို့လည်း Mikel Arteta တို့က Real Madrid အသင်းကိုရောက်ရှိလာတဲ့ Vinicius ကိုခေါ်ယူရန်ဆွေးနွေးမယ်အဲ့တော့ Vinicius ရဲ့ပြဿနာကကျွန်တော်တို့လက်ရှိက Real Madrid အသင်းကယူရိုတန်160ဝန်းကျင်လိုချင်တာ Vinicius အတွက်ယူရိုတန်160ကပေးဖို့ကတန်တယ်ဘာလို့လဲဆိုတော့လက်ရှိပေါ့နော်လီဗာပူးအသင်းခေါ်ဖို့စိတ်ဝင်စားနေတဲ့ PSG အသင်းတောင်ပံကစားသမားဘာကူလာတော့မှ190ဝန်းကျင်ဆိုတော့ပြောင်းရွှေ့ကြေးရတော့မစိုးဘူးဒါပေမဲ့ဒီကစားသမားအတွက်ကအဓိကပြဿနာကလောက်ခလာတာဖြစ်နေတယ်လောက်ခလာတာတော်တော်လေးကိုကျွန်တော်တို့ Vinicius ကများတယ်အဲ့လိုကြောင့်မို့လို့ Arteta တို့အနေနဲ့ကတကယ်ပဲ Vinicius ကိုခေါ်ယူသွားမလားလက်ရှိ Arsenal မှာကလည်း let's win ပြဿနာရှိတယ်Proza ကလည်းကျွန်တော်တို့ထွက်သွားပြီ Martinelli ကလည်းတိတ်အရင်အဆင်ပြေမနေဘူးဒါတော့ let's win မှာအဲ့တော့ Vinicius ကိုတကယ်ပဲခေါ်ဆောင်သွားမလားArteta တို့ကတော့တကယ်လုံးပြဖို့တော့ကို Real Madrid ကိုရောက်နေပြီ Real Madrid ကဘာလုပ်မှာလဲလက်ရှိကျွန်တော်ကစားသမားကတော့ Real Madrid အသင်းမှာပဲစက်ကစားခြင်းကြောင့်တော့သူကပြောထားတယ်ဒါပေမဲ့သူကလာစာတိုးတော့ထားတာပဲရှိတာသူရဲ့ကျွန်တော်စာချုပ်တိုင်ကတစ်နှစ်လောက်ပဲကြံတော့မယ်ပေါ့နော်အဲ့တော့တကယ်ပဲကျွန်တော်တို့ဒါ Real Madrid တို့ Vinicius ကိုလက်လွတ်မလားArsenal အသင်းကပဲ Vinicius ကိုဒါ Premier League ကိုခေါ်ဆောင်လာမလားဒီသတင်းကတော့ကျွန်တော်တို့ဒါအပြောင်းရွှေ့ transfer ဈေးကွက်တင်မဟုတ်ဘဲနဲ့ Premier League ကလပ်တွေကတော်တော်လေးကိုရိုက်ခတ်သွားစေတဲ့သတင်းဖြစ်တယ် Vinicius Junior ဆိုတာလည်း let's win မှာလုံးဝ number 1လို့ပြောလို့ရအောင်ကောင်းတဲ့ကစားသမားသူ့ရဲ့အရေးချင်းနဲ့ပတ်သက်လို့မေးခွန်းထုတ်เสียမလိုဘူးလက်ရှိသူ့ကိုခေါ်ယူမယ်ဆိုရင်လောက်ခလာတာပဲညှိရမှာပြောင်းရွှေ့ရေးပေါင်တန်း160နဲ့လူရဲကတောင်းထားပြီမဲ့150ဝန်းကျင်နဲ့ပြတ်သွားတယ်ဆိုလဲဒီကစားသမားကအဲ့လောက်ပေးမှုအတွက်တကယ်လည်းတန်တယ် Vinicius Junior သူအများကြီးလုပ်ပြထားတယ်ဗျာစင်တဲ့အသင်းအနေနဲ့ကလည်း class စံချိန်တွေပြောင်းရွှေ့ခြင်းနဲ့ခေါ်ယူရမယ် Vinicius Junior ကိုတကယ်ပဲကျွန်တော် surprise အနေနဲ့ Premier League ကိုခေါ်ဆောင်သွားမလားဆိုတာကျွန်တော်စောင့်ကြည့်ရမယ့်အနေအထားတစ်ခုဖြစ်ပါတယ် Brother တို့အနေနဲ့ကတော့ Arsenal အသင်းက Vinicius ကိုခေါ်ယူမဲ့ကိစ္စကိုဘယ်လိုမြင်လဲဒီကစားသမားနဲ့ပတ်သက်လို့ကိုမဆွေးနွေးခဲ့နိုင်ပါတယ်ဗျဗီဒီယိုလေးကိုစောင့်ကြည့်ပြကြရင်ညီကိုတွေအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ဗျ